တိကလေးတစ်လုံးနဲ့လဲမာနတက်တတ်တယ်အတက်ကလေးတစ်ခုနဲ့လဲမာနတက်တတ်တယ်ရှင်းလားတချို့ကစာအုပ်ကလေးတအုပ်ဖတ်ပြီးမာနတက်နေတာလည်းရှိတယ်တချို့ကလက်မှတ်လေးတစ်ခုကင်ပြီးမာနတက်နေတာလည်းရှိတယ်နောက်အိမ်မှာငွေရှာနိုင်တာနဲ့မာနတက်နေတာလည်းရှိတယ်တိမ်လုံးသူတယောက်တည်းရှာကျွေးနေတယ်ဆိုတာ तू ကကျွန်းစားတာပါလို့ကိုယ့်ဟာကိုယ်ဆက်လို့အကျွေးရှိလို့လုံးရတာဟိုကမလုတ်ဖဲထိုင်စားနေတယ်ဆိုတော့ तू ကသခင်စားတာပါပြီးသား तू ကမတွက်ကနဲ့တွက်ကနဲ့အကျွေးကြည်မှာမဟုတ်ဘူးတော့ပါလားအကြောင်းတရားနဲ့အကျိုးတရားအကြောင်းကောင်းမှအဲ့ဒါခင်ဗျားတို့မာနကတရားလေးတပုတ်နာဘူးလဲမာနတချို့ကကိုယ်ဆရာသိတာကိုသိတာလည်းမဟုတ်ဘူးနဲ့မလို့တို့ဆရာဘလို့တော်တာမာနဟင်တော့ပါလားကြည်ရောကျင်သလားအဲ့တော့ထိုက်တန်သူဖြစ်ခြင်းအချက်ပဲနှစ်ချက်ခုနှစ်ချက်အဲ့ဒီခုနှစ်ချက်ကိုခင်ဗျားတို့ပြည့်စုံအောင်ကြိုးစားနေရင်ထိုက်တန်ဘဝပိုင်ရှင်ဖြစ်ပြီ